အင်တာမယာမီရဲ့နောက်ထပ်ပြစ်မှတ်ကဒေဘရိုင်းဖြစ်လာမလားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာစပေါ့ကဘာ plus ကနေကြိုဆိုလိုက်ပါရီအမေရိကန်မေဂျာလိကလပ်အင်တာမယာမီတင်းကဥရောပရဲ့ထိပ်တန်းကစားသမားတွေကိုဇက်တိုက်ခေါ်ယူဖို့ကြိုးပမ်းနေပြီးအခုအခါမှာတော့ကမ္ဘာအကောင်းဆုံးခွင့်လန်းဖန်တီးရှင်တဦးဖြစ်တဲ့ Kevin De Bruyne ကိုမျက်စိကျလာပြန်ပြီဖြစ်ပါတယ်မကြာသေးခင်ကမှဘရာဇီးကွန်းလန်းလူကတ်စမဲရိုကိုအောင်မြင်စွာခေါ်ယူနိုင်ခဲ့ပြီးနောက်ပိုင်းအင်တာမယာမီယာသူတို့ရဲ့ကွင်းလယ်ပိုင်းကိုပုံမတောင်းနှင်းခိုင်မာစေဖို့အတွက်ဥရောပရဲ့နာမည်ကျော်ကစားသမားတွေကိုထပ်မံပြစ်မှတ်ထားလာတာလေးဖြစ်ပါတယ်ဘောလုံးလောကရဲ့အောင်ဆိုင်မှုအများဆုံးရရှိနေတဲ့မေဂျာလိကလပ်ကသူတို့ရဲ့ရည်မှန်းချက်ကြီးမားမှုကိုနောက်ထပ်တစ်ကြိမ်တက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။နေစနစ်ပိုင်းရကြည့်မယ်ဆိုရင်မက်ဆီနဲ့ဒီဘရိုင်းတို့ရဲ့အတွက်ဖက်ကမေဂျာလိကပြိုင်ဘက်ခံစီမှုတွေအတွက်တကယ်ကိုအိမ်မက်ဆိုးတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီကစားမနှစ်ဦးစလုံးကဘောလုံးကိုခြေပြားမှထားပြီးတော့ကစားကွက်ကိုစိတ်ချိုက်ချဲလည်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ Kevin De Bruyneရဲ့တိကျတဲ့ပေးပို့မှုတွေကတိုက်စစ်ပိုင်းမှာနေရာယူမှန်ကန်လုံးနဲ့မက်ဆီအတွက်ဂိုးသွင်းမှုအကောင်းဆုံးအခွင့်အရေးတွေဖြစ်လာစေမှာပါ။စဉ်းစားကြည့်အောင်နဲ့ရင်ခုန်စရာကောင်းလုံးနဲ့ဒီအတွက်ဖက်ကတကယ်လို့သာကွင်းထဲမှာအတူတူပူးပေါင်းခွင့်ရသွားမယ်ဆိုရင်ပရိသတ်တွေအတွက်တော့အင်မတန်မျက်စိပတာတာဖြစ်စေမဲ့တိုက်စစ်ကစားခွက်တွေကိုမြင်တွေ့ရမှာတေချာပါရီအတိုက်ရွယ်ရကြည့်မယ်ဆိုရင် Kevin De Bruyne နဲ့ Lionel Messi ပါကစားသမားပွားရဲ့အကောင်းဆုံးချိန်တွေကိုကျော်လွန်နေပြီဆိုပေမဲ့ဥရောပကကျေပွင့်ကြီးတွေအတွက်တော့မေဂျာလိပြိုင်ပွဲကရောပိုင်းဆိုင်ရာဖိအားနေပါပြီးတက်တာကစားနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေစေပါပဲဒါကြောင့်သူတို့ရဲ့ထူးချွန်တဲ့ညံရည်နဲ့ဘောလုံးမြင်တွေကအမေရိကန်ပြည်မှာအလွယ်တကူလွှမ်းမိုးနိုင်စွမ်းရှိနေပါရီအသင်းမရှိဒေးဗစ်ဘက်ခန်အနေနဲ့တော့ De Bruyne ကိုထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အင်တာမယာမီသင်းကမေဂျာလိသမိုင်းတစ်လျှောက်အကြောက်ရဆုံးအသင်းတစ်သင်းဖြစ်လာတော့မှာပါလက်ရှိမှာအသင်းကိုရောက်ရှိနေတဲ့ကစားသမားတွေရဲ့အဆင့်ကိုကြည့်မယ်ဆိုရင် Lionel Messi, Luis Suarez, Rodrigo De Paul နဲ့ Casemiro တို့လိုကမ္ဘာ့ဆင့်ကစားသမားတွေကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ဒီလိုအင်အားစုကြီးတဲ့ကို Kevin De Bruyne သာထပ်မံပူးပေါင်းလာမယ်ဆိုရင်အင်တာမယာမီသင်းကမေဂျာလိမှာလုံးဝပြိုင်ဘက်ကအသင်းတစ်သင်းအဖြစ်ရပ်တည်သွားနိုင်မယ့်အနေအထားမှာရှိနေပါတယ်။ပြိုင်ဘက်သင်းတွေအနေနဲ့ဒီကစားသမားတွေရဲ့တအုပ်ချင်းစွမ်းရည်နဲ့ပွဲဖက်နိုင်စွမ်းကိုရှင်ပြိုင်ဖို့ဆိုတော့လက်တွေ့မှာအတော်လေးကိုခက်ခဲသွားမှာဖြစ်ပါတယ်။အထူးသဖြင့်ကွင်းလယ်မှာ Casemiro ကခံစစ်ကိုကာကွယ်ပေးပြီး De Paul နဲ့ De Bruyne ကတိုက်စစ်ကိုပုံဖော်ပေးမယ်ဆိုရင်ရှေ့တန်းကမက်ဆီနဲ့ဆော်ရက်တို့အတွက်ဂိုးသွင်းမှုအလုပ်ကအင်မတန်ကိုလွယ်ကူသွားမှာဖြစ်ပါတယ်။တကူသတိပြုစရာကဘောလုံးလောကမှာဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။အထူးသဖြင့်အင်တာမယာမီလိုအသင်းမျိုးဘခန်းလိုဩဇာတက်ကမကြီးမားတဲ့ပိုင်ရှင်မျိုးရှိနေတဲ့အသင်းတွေဒါဟာမဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး။မက်ဆီ၊ဆွာရက်နဲ့ကက်စမီရိုလိုဒိတ်ချက်ကစားသမားတွေကိုတော့မှအသင်းစီရောက်လာအောင်ဆွဲဆောင်နိုင်ခဲ့တာမို့Kevin De Bruyneထွက်တာတကယ်စူးစမ်းမယ်ဆိုရင်အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေကအတော်လေးများပြားနေပါတယ်။ဥရောပထိပ်တန်းစစ်မှာအောင်မြင်မှုတွေပေါင်းများစွာရယူထားပြီးဖြစ်တဲ့ De Bruyne အနေနဲ့လေသူ့ရဲ့ကစားသမားဘဝနေဝင်ချိန်မှာဖိအားကင်းနဲ့အမေရိကန်ပြည်မှာတွားရောက်စိန်ခေါ်မှုတစ်တွေကိုရယူခြင်းနဲ့ဆန္ဒရှိနေနိုင်ပါရီလက်တလောဒီနေရာဒီမှာချက်ချင်းဖြစ်မလာသေးဘူးဆိုရင်တော့မှအင်တာမယာမီအနေနဲ့နောက်ရာသီမှာDe Bruyneကိုခေါ်ယူနိုင်ဖို့အစွမ်းကုန်စ조사သွားမယ်လို့သတင်းတွေကဆိုပါရီမေဂျာလိကိုကမ္ဘာ့ဆင့်ဝင်လာအောင်စ조사နေတဲ့အင်တာမယာမီရဲ့ project ကြီးကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီးDe Bruyneရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေတာကတော့အမှန်ပါပဲပရိသတ်များကရော Kevin De Bruyne နဲ့ Miami တို့ရဲ့အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်လို့ဘယ်လိုများမြင်မိကြလဲဗျဖြစ်လာနိုင်ခြေရှိတယ်လို့ထင်လားမိမိတို့ရဲ့အမြင်လေးတွေကို comment လေးကနေဝင်ရောက်ဆွေးနွေးပေးသွားကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်